哇！2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုနာမည်နှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာရေစာစကားမှာရရှိတာဖြစ်ပါတယ်ရုပ်ရှင်လူပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များခင်ဗျာရွှေနရီရွှေရုပ်ရှင်ကထုတ်လုပ်ပြီးဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့မြေစာရုပ်ရှင်ဇာတ်ကားမှာဖြင့်မြင့်မြတ်ဟာစီပင်တန်ရှင်းဝန်ထမ်းဘိုးထောင်အဖြစ်တရုတ်ပြည်ပင်ပိုင်နိုင်စွာတရုတ်ဆောင်သွားနိုင်ခဲ့ပါလေမြေစာဇာတ်ကားမှာမြင့်မြတ်ဟာဘိုးထောင်ဖြစ်တဲ့ဝစ်စားစင်ရင်ဘုံကအစဇက်နဲ့လိုက်ရောညီထွေဖြစ်အောင်ခံစားချက်အတိုင်းဇာတ်ကားစလေဆုံးတဘာဝကြကြထိထိမိမိဒေသက်ပိုင်နိုင်စွာ2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုကိုမြင့်မြတ်အားမြန်မာရှင်ထူးချွန်စုစီစဉ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ရခြင်းပဲဖြစ်ပါသည်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုရှင်မြင့်မြတ်ရဲ့ပြောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေကကောင်းတို့ရရပြကွက်တချို့ကိုထုတ်နှုတ်ပြသသွားတော်မှာ